မင်္ဂလာပါသမီးကဲမင်္ဂလာပါရှင်อืมဟုတ်ပါပြီမိတိလို့ရမေးလို့ရပါပြီเนาะမင်္ဂလာပါရှင်သမီးရဲ့မြန်မာစာ project လေးအတွက်အခုလိုဖိုးတန်ချိန်ပေးပြီးအင်တာဗျူးလက်ခံပေးရတဲ့အတွက်ဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အခုအင်တာဗျူးလေးမှာတော့အင်္ဂလိပ်စာသင်ကြားရေးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာတွေ့ကြုံလေးတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ်ပထမဆုံးမေးခွန်းအနေနဲ့ဆရာကိုအင်္ဂလိပ်စာသင်ပြပေးဖို့အဓိကစိတ်သက်ခွန်အားပေးခဲ့တဲ့အကြောင်းရင်းလေးကဘာများဖြစ်မလဲရှင်อืมစိတ်သက်ခွန်အားကိုပေးခဲ့တဲ့အဓိကအကြောင်းရင်းတွေကတော့အများကြီးရှိတယ်ပေါ့เนาะအဲ့ဒီထဲကမှစိတ်သက်ခွန်အားအများဆုံးပေးတဲ့အကြောင်းအရာကတော့ဒီအင်္ဂလိပ်စာပေါ်မှာဆရာကိုယ်တိုင်ယုံကြည်ချက်ရှိတယ်ပေါ့เนาะပြီးတော့ဒီအင်္ဂလိပ်စာကိုပဲသင်ကြားရင်းနဲ့ပဲဆရာရဲ့တမှုမှုဆိုင်ရာလုပ်ငန်းကိုကောင်းကောင်းလုပ်နိုင်တယ်ပြီးတော့ကိုယ်တိုင်ကလည်းစိတ်ဝင်စားတယ်နောက်တစ်ခုကကိုယ်တိုင်ကလည်းလုပ်နိုင်တဲ့အနေအထားရှိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒါတွေအားလုံးစုပေါင်းပြီးပြောမယ်ဆိုရင်တော့စိတ်သက်ခွန်အားထက်ကိုပိုလွန်တယ်ပေါ့เนาะကျော်လွန်တဲ့အနေအထားထိကိုရသွားတယ်လို့ဆရာမြင်ပါတယ် ကဲပါရှင်ဆရာရဲ့အစပြုပုံလေးကတကယ်ကိုစိတ်သက်ခွန်အားရပါစေရှင်အာနောက်ထပ်တစ်ခုအနေနဲ့ကျောင်းသားအများစုကြောက်ကြတဲ့ grammar နည်းဥပဒေတွေကိုဆရာအနေနဲ့ရိုးရှင်းလွယ်ကူသွားအောင်ဘယ်လိုနည်းလမ်းတွေနဲ့သင်ကြားပေးလိမ့်ရှိပါလဲရှင်อืมဒီမှာဟိုပါပေါ့เนาะဒီသင်ကြားပုံကတော့ဆရာကဒီသင်ကြားတဲ့အတန်းပေါ်မူတည်ပြီးတော့နောက်တစ်ခါသင်ကြားတဲ့အချိန်အနေနဲ့ချိန်ခါပုံမူတည်ပြီးတော့အများနဲ့တော့တူညီမှုတော့မရှိဘူးပေါ့เนาะတခါတရံကျရင်ကျောင်းသားရဲ့အနေအထားပေါ့ကျောင်းသားရဲ့လုံနိုင်စွမ်းအားကျောင်းသားရဲ့လေ့လာနိုင်စွမ်းအားပုံမူတည်ပြီးတော့ဆရာအနေထားနဲ့ကတော့သင်နည်းမျိုးမျိုးနဲ့ပုံစံမျိုးမျိုးနဲ့သင်ကြားရတာပေါ့เนาะများသောအားဖြင့်ကတော့ဒီသင်ရိုးထဲမှာပါနေတဲ့တရားတွေကိုအရင်ဆုံးရှင်းတယ်ပြီးရင် exercise လေးတွေလုပ်ခိုင်းတယ်ပြီးရင်အချိန်ပိုရတယ်သူတို့ကိုပိုပြီးနားလည်စေခြင်းတော့ဆရာကိုယ်တိုင်ကပြင်ပဒီဆိုင်တဲ့သင်ခန်းစာနဲ့ဆိုင်တဲ့ပြင်ပဥပမာလေးထပ်ပေးတယ်เนาะ exercise လေးထပ်ပေးတယ်ပေါ့အဲ့လိုနည်းနဲ့ကျွမ်းကျင်အောင်လုပ်ဖို့အတွက်သူတို့ကိုအမြဲတမ်းဆွဲခေါ်ပြီးသင်ကြားလေးရှိပါတယ်ဟုတ်ကဲ့ပါရှင်ဒီလိုလွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးတွေနဲ့သင်ပေးတာကြောင့်မလို့ကျောင်းသားတွေသဘောပေါက်လွယ်တာကိုရှင်ဟုတ်ကဲ့ပါอือฮึ ဆရာရဲ့ဘဝမှာအကြိုက်ဆုံး English novel ဒါမှမဟုတ်စာအုပ်ကပါလဲဘာကြောင့်အကြိုက်ဆုံးဖြစ်ရတာလဲရှင်อืมဆရာအကြိုက်ဆုံးအင်္ဂလိပ်စာအုပ်ကတော့အများကြီးရှိတယ်ပေါ့เนาะအဲ့ဒီထဲမှာဒီEmily Bronte ရေးထားတဲ့စာအုပ်ပေါ့เนาะ Wuthering Heights ဆိုတဲ့စာအုပ်ဆိုလို့ရှိရင်ဒါအစာဆုံးဝတ္ထုစာအုပ်ကြီးသူမူရင်းစာအုပ်တော့အစာဆုံးမဖတ်ဘူးပေမဲ့ဒီသင်ရိုးထဲမှာပါနေတဲ့စာအုပ်အနေထားနဲ့ဆိုလို့ရှိရင်ပြောလို့ရှိရင်ဒီ Wuthering စာအုပ်ကိုဖတ်ရတာကြိုက်တယ်ဇာတ်ကားနဲ့ချိတ်ဆက်ပြီးတော့လည်းမြင်ပြီးသွားတဲ့အခါမှာဒီ Wuthering Heights ကသူတို့ခေတ်သူတို့ခါတော့ငါပေါ့เนาะအင်္ဂလိပ်စာမှာကနဝင်မြောက်တဲ့ဇာတ်လမ်းတစ်ခုဖြစ်ခဲ့တဲ့အပြင်အဲ့ဒီခေတ်အဲ့ဒီခါလာကဒီလူတွေရဲ့ဝတ်စားစဉ်ပုံမျိုးလူဒန်းစားခွဲခြားပုံနောက်တစ်ခုကအဆင့်အတန်းခွဲခြားပုံတွေလည်းတခါတည်းမြင်လိုက်ရတယ်ပေါ့နော်ဒါကတော့ဆရာဘွားမှာဒါအကြိုက်ဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဝတ္ထုရှည်လို့ပြောလို့ရပါတယ်သင်ရိုးထဲမှာလည်းဒါစနစ်ဟောင်းအင်္ဂလိပ်စာသင်ရိုးထဲမှာလည်းunit 9ဟို grade 9ပေါ့နော်အင်္ဂလိပ်စာမှာဆိုလဲဒါထည့်ပြီးသွင်းထားတဲ့အတွက်ကြောင့်မလို့ဒါငယ်တုန်းကတော့ကျောင်းသားအနေနဲ့တော့ခံစားမိတာမရှိပေမဲ့ဒီဆရာကိုယ်တိုင်ဆရာဖြစ်သွားတဲ့အခါမှာအင်္ဂလိပ်စာသင်ကြားတဲ့အခါမှာဒီ Wuthering Heights ဆိုတဲ့စာအုပ်ကဟိုဝတ္ထုတစ်ပုဒ်ထက်ကိုပိုတယ်ပေါ့နော်ဒါကြောင့်မလို့ပို့ပြီးတော့ဒီစာအုပ်ကိုအကြိုက်နှစ်သက်ဆုံးဖြစ်တာပါဟုတ်ကဲ့ပါရှင်ဆရာညွှန်းပြတဲ့စာအုပ်လေးကိုလည်းတမီးတို့ကျောင်းသားတွေတခြားလိုက်ဖတ်ကြည့်ပါမယ်ရှင်อือฮึအာအခုခေတ်မှာတိုးတက်လာတဲ့ AI ဥပမာ ChatGPT နဲ့နည်းပညာတွေကအင်္ဂလိပ်စာသင်ယူမှုပေါ်အကျိုးသက်ရောက်မှုဘယ်လိုရှိရလို့ဆရာအနေနဲ့မြင်ပါတယ်ရှင်အဲ့ဒါကတော့ဒါနီးပညာဆိုတဲ့အနေအထားကတော့သုံးတက်လျင်ဈေးပေါ့မသုံးတက်လျင်ဘေးပေါ့နော်ဒါဆိုရိုးစကားလည်းရှိတယ်ဒီနီးပညာဆိုတဲ့အနေအထားမျိုးဆရာတို့ကကိုယ်တိုင်ကအစီအကံတစ်ယောက်အနေနဲ့ခိုင်းနိုင်တယ်သုံးနိုင်တယ်ဆိုပိုကောင်းတာပေါ့နော်သူ့ကိုဆရာတင်ပြီးတော့အမြဲတမ်းပဲအားကိုးနေမယ်ဆိုရင်တော့နောက်ပိုင်းဆရာတို့လူတွေဆရာတို့အပါဝင်ပေါ့အားလုံးကဒီကိုယ်ယူကိုယ်သွေးတွေပျောက်သွားနိုင်တယ်စဉ်းစားဆင်ခြင်တုံတရားတွေနောက်တစ်ခုကစဉ်းစားနိုင်စွမ်းတွေကုန်ကျဆင်းသွားနိုင်တဲ့အတွက်ကြောင့်ပို့လို့ပေါ့နော်ဒါကြောင့်မလို့ဒါကတော့ဒီ AI နဲ့ပတ်သက်လို့ရှရင်တင်ဒီစတင်ကြတဲ့အပေါ်ကျိုးတရားမှုရှိတာဆိုလို့ရှရင်တော့ကောင်းတာဘက်ကယူရင်တော့ကောင်းကျိုးရှိတယ်ပေါ့နော်ဒါကိုကဆွဲတဲ့ဘက်ကဆိုးတဲ့ဘက်ကဆွဲယူရင်တော့ဆိုးကျိုးတွေအများကြီးဖြစ်ပါလိမ့်မယ်ဆရာအနေနဲ့ကတော့ဒီအင်္ဂလိပ်စာတင်ယူပေးတဲ့အပေါ်ပေါ့နော်နောက်တစ်ခုကိုယ်တိုင်တင်ယူတဲ့အခါမှာလည်းဒီ AI ဥပမာဆရာသမီးပြောသွားတဲ့ ChatGPT တို့ AI အနေထားတွေအကုန်လုံးတော်တော်များများကအသုံးဝင်တယ်ပေါ့သို့တော့ဆရာကိုယ်တိုင်ပဲအုံနောက်နဲ့စဉ်းစားပြီးတော့ဖတ်ရတာစဉ်းစားရတာတွေးခေါ်ရတာပိုကြိုက်တယ်ပေါ့ဒါပေမဲ့ဒီပညာအကူအညီတွေလည်းတစ်ခါတည်းကြာရင်ဆရာကိုယ်တိုင်လည်းယူရတဲ့အခါတွေလည်းရှိပါတယ်ဒါကြောင့်မလို့အနှစ်ချုပ်ပြောမယ်ဆိုရင်တော့ဒါဆရာတို့သုံးတဲ့လူပေါ်မှာပဲမူတည်တယ်ပေါ့နော်ကိုယ်တိုင်ကဆေးဖြစ်အောင်တော့သုံးတတ်ရင်တော့အကောင်းဆုံးပေါ့ကဲပါရှင်ခေတ်နဲ့အညီနည်းပညာကိုအသုံးချဖို့ဆရာရဲ့ရှုထောင့်လေးအရန်အောင်တန်ဖို့ရှိပါတယ်ရှင်နောက်ပြီးတော့အင်္ဂလိပ်စကားပါပါနိုင်နိုင်ပြောချင်ပေမဲ့ရှက်နေကြောက်နေတဲ့ကျောင်းသားတွေကိုဆရာအနေနဲ့ဘယ်လိုတက်တည်မျိုးပေးချင်ပါတယ်လဲရှင်
ကြံပေးချင်တာတွေကတော့အများကြီးရှိတယ်အဲ့ဒီထဲကမှအရင်ဆုံးပေါ့နော်ဒီအခြေခံကျောင်းသားအနေထားနဲ့ကဆိုဆရာတို့ကအင်္ဂလိပ်စာနဲ့အထီးတွေ့များများရှိတဲ့တယ်လို့ဆရာမြင်တယ်ပေါ့နော်မြန်မာကျောင်းသားအများစုကအင်္ဂလိပ်စာကိုဘာလို့ရှက်ကြလဲဘာကြောင့်ကြောက်ကြလဲလို့ပြောလို့ရှိရင်လူအများချမ်းမှာပြောတဲ့အခါမှာမှားသွားရင်လောင်ခမ်းမှာတို့ဒါဒီရှက်စိတ်တူကဒါသူတို့ရဲ့ဒီတိုးတက်မှုကိုနှောင့်နှေးစေတယ်လို့ဆရာမြင်တယ်ပေါ့နော်ဆရာကိုယ်တိုင်လည်းဒီလိုအခြေအနေထားတက်လာတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်ပြောကြည့်မယ်နောက်တစ်ခုကရေချိုးနေတာမျိုးတစ်ခါတည်းမှာသချင်းနားထောင်နေနေတခါတည်းမှာထိုင်နေနေတာမှာအင်္ဂလိပ်လိုလေးစမ်းပြောကြည့်တာမျိုးတခါတည်းဆိုင်ငယ်စီးနေတာမှာအင်္ဂလိပ်လိုလေးပြောကြည့်တဲ့အနေထားမျိုးနဲ့ဆရာကိုယ်တိုင်စခဲ့တာပေါ့နော်ကိုယ်တိုင်လည်းအင်္ဂလိပ်စာကိုယူသွတ်တယ်သင်ကြားတဲ့အခါမှာလည်းပိုင်ပိုင်နိုင်နိုင်ပြောချင်တဲ့အနေထားဖြစ်ခဲ့တယ်ပေါ့ဒါကြောင့်မလို့ဆရာအနေနဲ့ပြောချင်တာကမရှက်မကြောက်ဖ ೇನೆ ဆရာတို့အင်္ဂလိပ်စာကိုပြောကြည့်ပါပြောကြည့်အောင်တက်ပဲဆရာတို့မကောက်ဘူးကိုယ်လည်းဒီအင်္ဂလိပ်စာ speaking တက်ဖို့အတွက်ဆိုဆရာတို့က reading ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဆရာတို့ listening များများလုပ်ပြီးမယ်အဓိကတော့ဒီဘာသာရပ်တစ်ခုမှာဒီကျွမ်းကျင်မှုလေးမျိုးစလုံးကိုဆရာတို့အမြဲတမ်းထိတွေ့နေမယ်ဆိုရင်တော့အဲ့ထိတွေ့တဲ့ကျောင်းသားကတော့အနည်းနဲ့အများတော့ဆရာတို့စကားပြောတဲ့စွမ်းရည်တွေမကောက်ဘူးဒီကျွမ်းကျင်မှုတွေအကုန်လုံးလည်းချိတ်ဆက်ပြီးဆရာတို့ကအောင်မြင်အောင်လုပ်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့လဲဆရာအကြံဉာဏ်ပေးခြင်းတဲ့အနေထားကတော့ပြောကြည့်ပါရှက်ကြောက်မနေမနဲ့ပြောကြည့်ပါလုပ်ကြည့်ပါကိုယ်တိုင်မပြောကြည့်ပဲနဲ့မလုပ်ကြည့်ပဲနဲ့တော့ဆရာတို့ကအခက်ခဲမတွေ့လာဘူးပေါ့နော်အခက်ခဲတွေ့တဲ့ခါကိုလည်းဆရာကိုယ်တိုင်ကဘယ်လိုဖြေရှင်းပြီးကြော်လွှားမလဲဆိုဒီလမ်းပေါ်လာရင်တော့ဒါဆရာတို့ရဲ့ဖြေရှင်းချက်မှန်ရင်တော့ခုနကတက်ကတ်ထားတဲ့စကားပြောတဲ့စွမ်းရည်ကိုသွားမလားဒါမှမဟုတ်လို့ရှိရင်ဆရာတို့နားထောင်တဲ့စွမ်းရည်ကိုအဓိကထားမလားစာဖတ်စွမ်းရည်ကိုသွားမလားစကားအရေးသားကိုသွားမလားဆိုတော့ဆရာတို့ကခွဲခြားလို့ရတယ်ပေါ့အများစုဒီဒါဆိုအနစ်ချုပ်မယ်ဆိုလို့ရှိရင်တော့များများထိတွေ့ပြီးများများပြောပြီးမယ်လေ့ကျင့်မယ်ဆိုရင်တော့တက်လာပါလိမ့်မယ်နော်ကဲပါရှင်ဒီစကားလေးကတော့အင်္ဂလိပ်စာပြောဖို့တွန့်ဆုတ်နေတဲ့ကျောင်းသားတွေအတွက်အများကြီးအသက်တရသွားစီမှာပါရှင်နောက်ပြီးတော့အင်္ဂလိပ်စာလေ့လာတဲ့အခါကျောင်းသားတွေအမားဆုံးနဲ့အခက်ခဲဆုံးဖြစ်လိမ့်ရှိတဲ့အပိုင်း speaking တွေ writing တွေ reading listening ကပါဖြစ်ပြီးတော့ဒါကိုဘယ်လိုကျော်ဖြတ်သင့်ပါလဲရှင်อืมဆီယနာလဲတဲ့အနေထားကတော့ဒီဘာသာစကားတစ်ခုမှာပေါ့เนาะဒါဥပမာအဖြစ်အင်္ဂလိပ်စာနဲ့ပြောမယ်ဆိုရင်ဒီ skill လေးမျိုးလုံးမှာအခက်ခဲဆုံးကတော့များသောအားဖြင့်ဆရာကိုယ်တိုင်လည်းဒီသင်ကြီးတဲ့ကျောင်းသားတွေပေါ်ရဲ့ဆရာစစ်တမ်းကောက်ကြည့်တယ်သင်ပေးခဲ့တဲ့ဆရာဆရာမတွေလည်းစစ်တမ်းကောက်ကြည့်တဲ့အခါမှာသူတို့အများဆုံးဖြစ်တာကဆရာတို့ listening နဲ့ speaking မှာအများနဲ့ဖြစ်တယ်ပေါ့เนาะဒီနားထောင်တဲ့စွမ်းအားနဲ့ဆရာတို့ဒီစကားပြောတဲ့စွမ်းအားမှာသူတို့တို့အရန်ကိုအခက်ခဲဖြစ်တယ်ဘလို့ကြော်လွားတဲ့လဲလို့ပြောလို့ရှိရင်အကြံဉာဏ်အနေနဲ့ကတော့တယောက်နဲ့တယောက်တော့မတူဘူးပေါ့ဘာလို့ဆိုလူတယောက်နဲ့တယောက်ဆိုတာကမတူညီမှုတွေနဲ့မွေးဖွားလာတယ်မတူညီတဲ့ပတ်ဝန်းကျင်တွေထားအဲဒီအကုန်လုံးပေါ့ကွဲပြားခြားနားတဲ့အတွက်ကြောင့်မလို့ဟိုတယောက်နဲ့တယောက်စိတ်အားထက်သန်မှုမြင်ပုံရှုမြင်ပုံဆရာတို့ခံစားချက်တွေအမြင်တွေလည်းမတူနိုင်ဘူးပေါ့သို့တော်လည်းပဲ generalization အဖြစ်ရေးဘူးရအဖြစ်ခြုံငုံပြီးပြောမယ်ဆိုလို့ရှိရင်စောစောကဆရာပြောတဲ့မိကုန်းနဲ့ပဲပြန်ချိန်မယ်ဆိုလို့ရှိရင်ဆရာဖြေခဲ့တဲ့အဖြေပဲနဲ့ပဲပြန်ချိန်မယ်ဆိုလို့ရှိရင်နှစ်ခုလုံးဆရာတို့အထီးတွေ့များများပြန်လုပ်မယ်ဆိုရင်တော့ဒါ listening ရောဒီ speaking ရောပိုကောင်းလာပါလိမ့်မယ်ပေါ့နော်ဆရာလည်းဒီ2021ဒီနှောင်းပိုင်းပေါ့နော်2022ကုန်ကန်ဒီလောက်မှာစပြီးတော့အင်္ဂလိပ်စာ A2E speaking စပြီးတော့စကားပြောကြည့်ခဲ့တယ်အတန်းလေးမှာ A2E စပြီးသင်ခဲ့တဲ့နေထားမှာပထမတော့ကတော့ရှက်ကြောက်တာတွေရှိတယ်နောက်ပိုင်းအကျင့်ရတော့ကျတော့ပြောရေးဆိုရေးဖြစ်သွားတယ်သို့တော့ပြောရေးဆိုရေးရှိတဲ့အနေထားမှာလည်းအမှားယွင်းတွေပါတာလည်းကိုတည်တော့မယ်နောက်တစ်ခုကအတုံးလုံးမှားတာလေးလည်းပါတော့မယ်ပေါ့သို့တော်လည်းပဲပထမစပြောတဲ့အခါလောက်တော့အရန်ကြီးမရှိတော့ဘူးပေါ့ပြောရေးဆိုရေးရှိလာတယ်အဲ့ဒီအနေထားမှာကိုယ့်ရဲ့အမှားကိုပြန်ပြင်တယ်ပြီးနောက်တစ်ခုကကိုယ့်ရဲ့ level ကိုပုံမြင့်နေနောက်တစ်ခါအသုံးနှုန်းလေးတွေပြင်ကြည့်တယ်ပြောကြည့်တယ်ဒီလိုပြောရင်နဲ့ပဲခု၄နှစ်ကျော်ကာလအတွင်း၅နှစ်ကျော်ကာလအတွင်းမှာဆိုဆရာရဲ့အင်္ဂလိပ်စာစကားပြောစွမ်းရည်နဲ့ဓာတ်ထောင်စွမ်းရည်တော်တော်လေးတက်လာတယ်ပေါ့ဒါကိုယ်တိုင်လည်းခံယူထားတယ်ပေါ့နော်ဒါတော်တော်လေးတိုးတက်မှုရှိတယ်ဒါကြောင့်မလို့အချိန်တော့ယူရမယ်ပေါ့နော်ဒါအကုန်လုံးចောင်းသားចောင်းသူတိုင်းနဲ့မကဘူးဒီအင်္ဂလိပ်စာဘာသာစကားကိုဒီနားထောင်မှုစွမ်းအားရောနောက်တစ်ခုကဒီအပြောစွမ်းအားရောတက်ချင်တဲ့ចောင်းသားចောင်းသူဒီလိလာနေတဲ့အလူအလုံးနေထားနေရတော့မပြောကြည့်ပဲနဲ့တော့ဆရာတို့အခက်ခဲမရှိပဲနဲ့တော့ဆရာတို့ကြော်လွှားနိုင်ခြင်းမရှိဘူးပေါ့နော်ဒါကြောင့်မလို့များများနားထောင်များများပြောမယ်ဆိုရင်တော့ဒါဒီအခက်ခဲကိုဒါအချိန်တစ်ခုပေးတဲ့အခါမှာကြော်လွှားနိုင်ပါလိမ့်မယ်တယောက်နဲ့တယောက်တော့မတူဘူးပေါ့သို့တော်လည်းပဲဒါအထီးတွေ့ပုံများတဲ့ចောင်းသားအလေးချင်းပုံများတဲ့ចောင်းသားကတော့ပို့ပြီးတော့ဒီကြွကျင်မှုတွေပိုင်လိုက်မယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါဆရာလက်ညွှန်ပေးတဲ့နည်းလမ်းအတိုင်းလေ့ကျင့်သွားရင်ခက်ခဲတွေကိုကျော်လွှားနိုင်မယ်လို့ယုံကြည်ပါတယ်ရှင်ကျောင်းသုံးနောက်ပြီးတော့ကျောင်းသုံးစာအုပ်တွေအပြင်ရုပ်ရှင်ကြည့်တာတခြင်းနားထောင်တာတွေကအင်္ဂလိပ်စာတိုးတက်ဖို့တကယ်ပဲထိရောက်မှုရှိရလားရှင်ဟုတ်တယ်ဒါဒီမေးခွန်းလေးကိုလည်းဖတ်တော့ကတော့တော်တော်လေးကိုသဘောကျပြီပဲပေါ့နော်ဒါအကြောင်းသုံးစာအုပ်တွေအပြင်ရုပ်ရှင်ကြည့်တာတွေဒီသချင်းနားထောင်တာတွေကအင်္ဂလိပ်စာတိုးတက်တယ်ဆိုတာကဒါတကယ်ကိုထိရောက်မှုရှိတယ်ဆိုတာကိုဆရာတော်တော်လေးထောက်ခံတယ်ပေါ့နော်တရားကောင်တို့ဒီပါကိုထောက်ခံပါတယ်ဘာလို့လဲဆိုတော့ဆရာကိုယ်တိုင်အင်္ဂလိပ်စာစကားပြောတာနဲ့ဒီအသုံးအနှုန်းတွေတော်တော်များများဆိုတာတကအားလုံးဒီပါပေါ့နော်တရားမှာ90ရာခိုင်နှုန်းလောက်ကဆရာဒီအင်္ဂလိပ်သချင်းတွေနဲ့အင်္ဂလိပ်စကားတွေကြည်ချင်းကနေရလာတဲ့အသုံးအနှုန်းတွေနဲ့အပြောဒီအသုံးအနှုန်းတွေပိုများတယ်စကားလုံးတွေပိုများတယ်ပေါ့
နော်အတန်စင်လေးနဲ့မှတ်တဲ့အခါမှာစကားလုံးကိုမှတ်မိနိုင်စွမ်းပိုရှိတယ်တခါတည်းမှာကိုကြိုက်တဲ့ဇာတ်ကောင်ကပြောလိုက်တဲ့ dialogue လေးတွေပါဇက်တဲ့ဆွဲသွားရင်အတိတ်ပဲပို့ပြီးဆွဲမြဲပြီးမှတ်မိတယ်ဆိုတဲ့ဟာကိုလည်းဆရာကိုယ်တိုင်ကလေ့လာတွေ့ရှိခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့လေဒီចောင်းသုံးစာအုပ်တွေအပြင်ဒီတခြားသောရုပ်ရှင်ကြီးတာတွေတခြင်းနားထောင်နေတာတွေအကုန်လုံးကလည်းဒါဒီ listening ကိုပြန်ပြီးတော့ချိတ်ဆက်ပြီးတော့ဗောနော်နားထောင်ဆွမ်းရောက်ကိုလည်းတိုးစေတယ်နောက်တစ်ခုကအမြင်နဲ့လဲဆရာတို့ကဒီလေ့လာတယ်ဖြစ်တယ်နောက်တစ်ခုကသူတို့အမြင်တွေအပြင်ဆရာတို့ကပါဇက်ကပါလိုက်ပြောကြည့်မယ်ဆိုလို့ရှိရင်ဒါအင်္ဂလိပ်စာတိုးတက်တယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်လာတယ်ဗောတကယ်လဲထီအောင်မှုရှိရတဲ့အတွက်ကြောင့်မလို့ဒီမေကွန်းကိုဒါတော်တော်လေးလဲသဘောကျတယ်ဖတ်တုံးကလည်းမေကွန်းဖတ်တုံးကလည်းသဘောကျတယ်ဒါကြောင့်မလို့ဂျန်နေအင်္ဂလိပ်စာဘာသာစကားတိုးတက်စေဖို့လေ့လာနေတဲ့ကျောင်းသားကျောင်းသူအားလုံးဗောနော်အကုန်လုံးတွေ့လဲဒါလေးအကျဉ်းချပေးချင်တာကဒီရုပ်ရှင်ကြည့်တာတခြင်းနားထောင်တာတို့နောက်တစ်ခုကဂိမ်းလေးတွေစောတာတို့အစရှိတဲ့ဟာတွေဗောနော်ကျောင်းသုံးစာအုပ်အပြင်တခြားသောလုပ်လို့ရတဲ့ဟာတွေအများများထိတွေ့ပေးမယ်များများလေးဆရာတို့ကလေ့ကျင့်ပေးမယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်စာတိုးတက်ဖို့အတွက်တကယ်ကိုအာမခံပါတယ်လို့ဒါဆရာကိုယ်တိုင်လည်းလက်တွေ့ပါပဲလို့ကဲပါရှင်ဒါဆိုရင်တော့ပျော်လဲပျော်စာလဲတွတ်တောင်ဒီနီးလန်းလေးကအသုံးပြုလို့ရတာပေါ့နော်ဆရာဟုတ်တာပေါ့ကဲပါဆရာစာတင်လာတဲ့တက်တန်းတစ်လျှောက်အမတ်တရအဖြစ်ဆုံးနဲ့အပျော်ဆုံးခိုက်တံလေးတစ်ခုမျှဝေပေးပါအောင်ရှင်อืมဆရာစာတင်တဲ့ကာလတစ်လျှောက်ဆိုလို့ရှိရင်တော့အမတ်တရားတွေကတော့အများဆုံးပေါ့နော်အပျော်ရွှင်ဆုံးအခိုက်အတန့်တွေကလည်းအမှန်တကယ်ဆိုများပါတယ်ဘာလို့ဆိုဆရာကိုရိုင်းကလည်းចောင်းသားចောင်းသူအားလုံးကိုဒါစေတနာလည်းထားတယ်မေတ္တာလည်းထားတယ်နောက်တစ်ခုကဒီချစ်ခင်မှုလည်းပေးတယ်လေးစားမှုလည်းပေးတယ်ဆိုတော့ဆရာပေးတဲ့အတိုင်းပဲပြန်လည်ခံစားရတယ်လို့ဆရာယုံကြည်ခဲ့တယ်ပေါ့နော်ဒါသင်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်းတင်သမျှចောင်းသားចောင်းသူအကုန်လုံးနဲ့လည်းယဉ်ကျေးကျွမ်းမှုလည်းရှိတယ်အမတ်တရအဖြစ်ဆုံးကတော့အများကြီးထဲမှာလောလောလတ်လတ်ခုလောလောလတ်လတ်မြင်လာတာ2025မှာဆရာအိမ်ဝိုင်းလေးတစ်ဝိုင်းကိုတင်တဲ့အခါမှာဖြစ်ပျက်တစ်ခုကတော့အပျော်ရွှင်ဆုံးနဲ့အမတ်တရအဖြစ်ဆုံးပေါ့နော်အဲ့မှာပါလဲလို့ပြောလို့ရှိရင်အဲ့ဒီအတန်းချိန်မှာစာပွဲနေတဲ့အခါမှာစာလုတ်ခဏီမှာကလေးတွေအိမ်ငိုင်းလို့ဆိုပြီးတော့နော်အိမ်ငိုင်းလို့တအားနေကြတီလူလည်းပူတော့ပင်မန်းလို့ဆိုဆရာဘာလို့ဆိုကော်ဖီဖြော်တိုက်ခဲ့တဲ့အနေထားရဲ့ဆရာအာလူကြော်ရဲ့ပေါ့နော်ပြီးရင်နောက်တော့နေကြောက်ခဲလုံးလေးဒါလေးကျွေးပြီးတော့ဆရာတို့အမှတ်တရတက်ပုံရိုက်ကြတယ်ဗီဒီယိုလေးတွေရိုက်ကြတယ်နောက်တစ်ခုကစကားလေးတွေပြောကြတယ်အိတ်ချင်ပြအောင်ပေါ့နိုင်ဝက်လောက်လေးပေါ့အဲ့ဒီအခိုက်အတန့်ကတော့ဒီအမှတ်တရအဖြစ်ဆုံးတဲ့အပျော်ရွှင်ဆုံးခိုက်တန့်တွေအားလုံးတွေကတစ်ခုပေါ့နော်ခုပြောနေနေတာမှာဒါမျိုးလုံးထဲမှာမြင်လာပြန်မြင်အောင်လာတယ်ပေါ့နော်သူတို့ပေါ်ထားတဲ့မြတ်တာသူတို့ကခုပေါ်ထားတဲ့မြတ်တာစေတနာတရားနဲ့အကုန်လုံးချောင်ပြဟတ်တယ်လို့ခံစားရတဲ့အခိုက်အတန့်လေးပေါ့နော်ကဲပါရှင်တကယ်ကိုကြားတာနှွေးထွေးပြီးတော့အမတ်တရဖြစ်ဆရာစိတ်လှုပ်ရှားပွဲခိုက်တံလေးပါပဲရှင်နောက်ပြီးတော့ဆရာအနေနဲ့စာသင်ခန်းထဲမှာကျောင်းသားတွေပြင်းမသွားပဲစိတ်ဝင်စားမှုအမြဲရှိနေအောင်ဘယ်လိုလုပ်ရနည်းလမ်းလေးတွေသုံးလေးရှိပါသလဲရှင်อืมလျှို့ဝှက်နီလန်းလို့တော့အများတန်းတော့မရှိဘူးပေါ့နော်ဒီအမှန်တကယ်ဆိုတော့ဒီဆရာအနေနဲ့ကတော့စာသင်ခန်းတိုင်းမှာဆရာက online မဲ့တင် in person မဲ့တင်ပေါ့နော်နောက်တစ်ခုကဘယ်လိုလုပ်လဲဆိုတော့ကျောင်းသားရဲ့စိတ်ဝင်စားမှုအများတန်းရအောင်နံပါတ်1တစ်ချက်ကကျောင်းသားနဲ့ဆရာမဒီဆရာတင်မဲ့ကျောင်းသားကျောင်းသူကြားထဲမှာဆရာအများတန်းယုံကြည်မှုအရင်ဆုံးတည်ဆောက်တယ်ពេលနောက်တစ်ခုကယုံကြည်မှုတည်ဆောက်ပြီးရင်ယုံကြည်သွားပြီဆိုလို့ရှိရင်နေတာကိုပြောတဲ့စကားနားထောင်အောင်နောက်တစ်ခုကလက်ခံနိုင်အောင်ရအောင်ပြောတယ်ရအောင်ဆွဲဆောင်တယ်ပြီးတော့တခါတရံမှာဆရာကဒီဟာတာလေးပြောပြီးဆွေးနွေးတာမျိုးတခါတရံမှာတကယ်ကိုသူတို့စိတ်ဝင်စားစရာအကောင်းတဲ့အချက်လက်လေးပြောပြီးတော့ဒါအကြောင်းသားရဲ့ယုံကြည်မှုရတယ်ရအောင်ယူတယ်အကြောင်းသားရဲ့နောက်တစ်ခုကစိတ်ဝင်စားမှုရအောင်ယူတယ်နောက်တစ်ချက်ကနေကပြောမယ်ဆိုရင်ဒီစတင်ချိန်တွင်းမှာပေါ့နော်အနည်းဆုံးအပူပင်ကင်းအောင်အကြောင်းသားကိုထားတယ်ပျော်အောင်ထားတယ်ပေါ့နော်အတန်းကိုဆရာတို့ကပျော်ရွှင်အောင်ထားလိုက်တဲ့ခါမှာစိတ်ဝင်စားအောင်ကောင်းလိုက်တဲ့ခါထားလိုက်တဲ့ခါမှာကျောင်းသားကျောင်းသူရဲ့စိတ်အားယုံဝင်စားမှုတို့စာဖတ်နိုင်မှုစွမ်းအားတို့တခုကဆရာပြောချင်တာစာကြီးပဲဆရာတို့တင်နေလို့မရဘူးလေဆရာတို့စာတင်တဲ့လုပ်ငန်းစဉ်ဆိုတာအဓိကလက်တွေ့နဲ့ချိတ်ဆက်နိုင်ရမယ်ဆရာတို့ကဘာသာရဲ့စကားပေါ်ဒီဘာသာရဲ့တင်နေတဲ့ဘာသာရဲ့ပေါ်လေ့လာနိုင်စွမ်းဒါတခုကတကယ်ကိုနားလည်နိုင်စွမ်းအသုံးချနိုင်စွမ်းတွေအကုန်လုံးလဲဆရာရအောင်ဆွဲပြီးသင်ကြားပေးတဲ့အတန်းတွေတော်တော်များများရှိတယ်ပေါ့အကုန်လုံးလဲခုချိန်ထိလဲတင်တဲ့ခါမှာအဲ့လိုပုံစံမဲ့တင်တယ်ပေါ့နော်နောက်တစ်ခုကကျောင်းသားမပြင်းမနဲ့ဒီစိတ်ဝင်စားမှုအမြဲတမ်းရှိအောင်လေးဝက်ချက်ကတော့အလွယ်တကူပြောမယ်ဆိုတော့စာသင်ခန်းကိုပြောအောင်ထားတာပေါ့နော်ပြောအောင်ထားမယ်အပျော်ကနေဆရာတို့အပြတ်ဖက်ကိုမကူသွားဖို့တော့ကတော့အမြဲတမ်းဆင်ကျင်တင်တာပေါ့နော်ဆရာကိုယ်တိုင်လည်းပြောအောင်နေတယ်ပျော်ပျော်ရွှင်ရွှင်ပဲနေတယ်ကျောင်းသားကျောင်းသူအားလုံးကိုလည်းပျော်ပျော်ရွှင်ရွှင်နေတယ်ဆရာရဲ့လက်ဆွဲဆောင်ပုံတစ်ခုရှိတယ်ပေါ့နော် happy classroom happy lesson ပေါ့ happy teaching happy learning ပေါ့နော်ပျော်ပျော်ရွှင်တဲ့ဒီစာသင်ခန်းကဘယ်လိုပြောမလဲပျော်ရွှင်တဲ့စာသင်ခန်းပတ်ဝန်းကျင်လေးကနေတဆင့်ဆရာတို့စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာကြမယ်စာကိုပျော်ပျော်ရွှင်သင်ကြားရင်းနဲ့စာပျော်ပျော်ရွှင်ရသွားမယ်ဆိုတဲ့အနေထားလေးပေါ့နော်ဒါကြောင့်မလို့ဒါနောက်ဆုံးအနေနဲ့ပြောမယ်ဆိုလေးဝက်နီးတွေတော့မရှိပါဘူးတိုးတော်လည်းပဲဆရာအတန်းတိုင်းတော်တော်များများကိုစိတ်ဝင်စားအောင်ထားတယ်ယုံကြည်မှုတည်ဆောက်တယ်စေတနာနဲ့နောက်တစ်ခုကသူတို့ပေါ်လဲစိတ်ဝင်စားမှုပေါ့နော်ဒါဒီယုံကြည်မှုတွေတည်ဆောက်ပြီးပေးထားတဲ့အတွက်ကြောင့်မလို့အပြန်အလှန်ရတယ်လို့ယုံကြည်တယ်ပေါ့နော်ဟုတ်ပါပြီဟုတ်ကဲ့ပါရှင်ဆရာရဲ့သင်ကြားရေးတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပြီးတော့ထိရောက်လာပါတယ်ရှင်နောက်ဆုံးမေးခွန်းအနေနဲ့အင်္ဂလိပ်စာကိုကျွမ်းကျင်တဲ့သမီးတို့လူငယ်တွေအတွက်ဆရာရဲ့ရွှေရောင်ကြံပြုချက်လေးတစ်ခုလောက်ပေးခဲ့ပါဦးရှင်
အကြံပြုချက်ဆိုတာထက်ကိုပေါ့နော်ဒါဆရာကိုယ်တိုင်လက်တွေ့ခဲ့တဲ့အနေအထားနဲ့ပတ်သက်လို့ချိတ်ဆက်ပြီးပြောမယ်ဆိုရင်တော့အင်္ဂလိပ်စာပေါ်ကိုကိုယ်တိုင်ကတက်မြောက်ချင်တယ်ကိုယ်တိုင်ကသူများထပ်သားချင်တယ်တကယ်ကိုပဲကိုကအင်္ဂလိပ်လိုပြောအင်္ဂလိပ်လိုနားထောင်အင်္ဂလိပ်လိုရေးတတ်အင်္ဂလိပ်လိုပြောတတ်အင်္ဂလိပ်လိုဖတ်တတ်မဲ့အနေအထားမျိုးကျွမ်းကျင်တဲ့ဆင်ရောက်သွားခြင်းတော့ယူသမှုရှိပါဆိုပြောခြင်းတယ်ပေါ့နော်နံပါတ်1ကယူသမှုရှိပါနောက်တစ်ခုကလေ့ကျင့်ပါအထီးတူများများရှိအောင်လုပ်ပါနံပါတ်3ကတော့ဆရာတို့အဆက်မပြတ်လေ့လာပါပေါ့ဒါဆိုဒီ3ခုနဲ့ချိတ်ဆက်ပြီးတော့အမြဲတမ်းရှိနေမယ်ဆိုလို့ရှိရင်တော့လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်စာကိုကျွမ်းကျင်တဲ့ပိုင်နိုင်တဲ့ကျောင်းသားတစ်ယောက်အချိန်တစ်ခုကြာရင်တော့ဖြစ်သွားပါလိမ့်မယ်ပေါ့နော်ဒါလေးကတော့ဆရာယုံကြည်တဲ့ဒါယုံကြည်ချက်လေးပါအကြံပြုချက်လေးပါကဲပါရှင်အခုလိုမေးသမျှမေးခွန်းတွေကိုစိတ်ရှိလက်ရှိနဲ့တန်ဖိုးရှိလာတဲ့အသိပညာတွေတွေ့ကြုံတွေကိုမျှဝေတင်ပြပေးခဲ့တဲ့အတွက်ဆရာကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆရာလည်းကျမ်းမာချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဆရာကလည်းဒီလိုမျိုးအင်တာဗျူးခွင့်ရတဲ့အတွက်ကြောင့်မလို့ပထမအဦးဆုံးအနေနဲ့ပေါ့နော်ဒါကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဘာလို့ဆိုဆရာဘွားတစ်လျှောက်လုံးမှာဒီ online နဲ့အင်တာဗျူးတာဒါအကြောင်းသားဘက်ကအင်တာဗျူးတာပထမဆုံးအချိန်ပေါ့နော်ဒါကြောင့်မလို့လည်းတကယ်လဲကုန်ယူသလိုနောက်တစ်ခုကကျေးဇူးလည်းတင်တယ်ပေါ့နော်ဆရာကိုရွေးချယ်ရတဲ့ကြောင့်မလို့ဒါပထမဆုံးအချက်ပေါ့နောက်တစ်ခုကဒါပေးတဲ့စုတွေအတိုင်းပဲအမြဲတမ်းပြပြရစီပေါ့နော်ဒါထပ်တူထပ်မြပဲဒီအင်တာဗျူးတဲ့သမီးလည်းထပ်တူထပ်မြပြန်ရပါစေပေါ့နော်ဆုတောင်းပေးပါတယ်ဆရာဟုတ်ကဲ့ပါရှင်ဟုတ်ပါပြီအဲ့ဆို recording လေးရက်လိုက်မယ်နော်ဟုတ်ကဲ့ပါဆရာ